ဒီတစ်ခါတင်ဆက်ပေးခြင်းတဲ့အေကြောင်းရာဂေတံမြန်မာတို့ယုံကြည်ကြတဲ့နဂါးတိုက်အကြောင်းဘယ်ဖြစ်ပါတယ်တင်ဆက်မှုမစခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လေးမလုပ်ရသေးရင်လုပ်ပေးခဲ့ကြပါဦးဒီနေ့မြန်မာရိုးရာအံပွဲကိုပါတဲ့ကတစ်ခုဖြစ်တဲ့နဂါးတိုက်အကြောင်းတိတိကျကျရှင်းပြရမယ်ဆိုရင်ပထမဆုံးမေးစရာနဂါးတိုက်ပါလေရိုးရိုးပြောရရင်နဂါးတွေဥဖို့နားဖို့ရွေးထားတဲ့နေရာဒါပေမဲ့တာမန်နေရာမဟုတ်ဘူးဗျမြေအောက်ကလှိုင်ကူရေအောက်ကလှုပ်ဝက်ကူဒါမှမဟုတ်တောင်ထိပ်ကကြောက်ကူတွေမှာတည်ရှိတတ်တယ်နဂါးတိုက်ရှိတဲ့နေရာဟာတဘာဝအလှစွမ်းအင်နဲ့ဘန္နာဆိုးတို့ရဲ့ကနဝင်နေရာလို့ရှေးလူကြီးတွေယုံကြည်ကြတယ်ဒီလိုပြောရင်တွေးမိမယ်နဂါးဆိုတာရှိလားရှေးမြန်မာတွေရဲ့ယုံကြည်မှုနဲ့တဏှာကြီးအရာနဂါးတွေဟာရေကြီးမှုမြေကြီးတုံမှုတွေကိုထိမ့်ပေးတဲ့မြေအောက်ဆောင်နှက်တွေလို့သတ်မှတ်ကြတာဥပမာဘာဒံပင်နဂါးတိုက်ပကန်းရွှေဘိုနဂါးတိုက်တီဘောနဂါးတိုက်တို့ဆိုနာမည်ကြီးတာပေါ့နဂါးတိုက်ရဲ့လက္ခဏာတွေကဘာတွေဖြစ်မလဲအနီးကရေပူစမ်းရေအေးစမ်းတွေရှိတတ်တယ်ဂူထဲမှာနဂါးဦးကျွေနေတဲ့ကြောက်လုံးတွေတွေ့ရတတ်တယ်နဂါးမော်ဆင်းတယ်လို့ခေါ်တဲ့ရေစိမ့်ထွက်တဲ့နေရာတကူအတွင်းကနေရန်တွေမှာနဂါးပုံတွေကြောက်စာတွေကတ်ထားတတ်တယ်ဒါတွေကနဂါးတိုက်ရဲ့လန်ခါတီလို့ကျွန်တော်တို့ယုံကြည်ခဲ့ကြတယ်နောက်ပြီးနဂါးတိုက်ကိုဘာကြောင့်မျက်မှောက်တကူကွယ်ကြတာလဲဆိုရင်စပါးတီးနံကျွယ်ဝဖို့မိုးလေဝသမှန်ကန်ဖို့ဘေးအန္တရာယ်ကင်းဖို့ဆူတောင်းကြတယ်တချို့ဒေသတွေမှာနဂါးပွဲတွေကျင်းပပြီးပူဇော်ကြတယ်နဂါးတိုက်တွေဟာရှေးဟောင်းယဉ်ကျေးမှုအမွေနှစ်တွေဖြစ်လို့ဂူထဲကကြောက်လုံးတွေရုပ်တုတွေကိုမခွာရဘူးညစ်ပတ်အောင်မလုပ်ရဘူးဘာသာရေးအရာမပြစ်မှားရဘူးကျွန်တော်တို့မြန်မာတယုံကြည်ကြတယ်ဒါကြောင့်မို့လို့နဂါးတိုက်ဆိုတာမြန်မာတို့ရဲ့တဘာဝကိုယိုသေးမှုယုံကြည်မှုနဲ့ယဉ်ကျေးမှုတို့ရဲ့သင်္ကေတတစ်ခုပါပဲကျွန်တော်တို့ခီးသွားရင်ဒီလိုနဂါးတိုက်တွေကိုတွားလဲပြီးတမိုင်းကိုလေ့လာနိုင်ပါတယ်ကျွန်တော်ကတော့မောင်စမတ်ပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကအဆင်ပြေရင် like လေးနှိပ်ခဲ့ share ပေးခဲ့ပါနဂါးတိုက်နဲ့ပတ်သက်ပြီးတည်ထားတာလေးတွေ comment မှာပြောခဲ့အောင်နောက်ပတ်မှာမြမရိုးရာအံပွဲအစ်စ်တွေနဲ့ပြန်ဆုံမဲ့ကျေးဇူးတင်ပါတယ်ဗျာ